ဘယ်တော့ဖုန်းကြံနေခဲ့ပြီအကြံပါလိုက်တာမေးရနုံမို့ဆိုရင်အဲ့ဒီလူအုပ်ကြီးနဲ့မမိုးပေးရရင်တော့မချောင်ဘူးဗျတော့ချွေးမနှစ်တိုင်းပဲသူမိသားစုတွေမကောင်းတဆွေလုံးတစ်မျိုးလုံးခေါ်ခေါ် နင်းသားလည်းပါထွေးလို့ပေါ့ဖြတ်မယ်လုပ်နေတယ်မနဲ့တားထားတာအကောင်လေ ဟဲ့တော့ဟာဟုတ်ဒီမှာဖူးဖူးနဲ့ဖဖကိုကတော့ပြင်မိုးမိုးများများတောင်းတော့ကြားလာဒါလေးခိုင်းလိုက်တာကိုအားကိုမကိုရအောင်အဲ့ကြောင့်ငါအိမ်မှာကိုမနေချင်ဘူးရိတ်တာသွားချင်တယ် သွားလေသွားပေါ့ကြီးလေသူကတားပြီလို့တရားမလုပ်ချင်နိုင်ခုဒီကမှရှောက်ပြောနေပါလိမ့်တားတော့တရင်ကျုပ်လာကတော့တခိုက်လေးကိုမင်းတို့ကလည်းရန်ဖြစ်နေပြန်တော့မတော်နိုင်ဘူးအေးမင်းအဖေကြောင့်မင်းသိသားပဲ ငါဘာလုပ်နေလို့ဟမ် ဘာတော့ဖိနေမေရဲ့ တော်သားနဲ့တော်ချွေးမတော်မြည်တွေလာကြတော့မှဟင်ကျွေးဖို့မုံလေးကော်ဖီလေးသွားဝယ်အောင်လို့ခိုင်းလိုက်တာကိုပြန်မလာဘူးတော့လိုက်ကြည့်တော့လက်ဖေးဆိုင်မှာ လူပဲဟာအပေါင်းနဲ့တင်းနဲ့နေရတာအပြောဆိုခေါ်ပြောတော့ရှင်းအောင်ပါပေါ့ညီးနေပေါ့ ဟုတ်တယ်လေအမေကလည်း ဟုတ်ပါတယ်မေရဲ့ အဲ့ဒါမပြောငါအသေးနာတာပေးလိုက်တဲ့ပတ်စံဘယ်နာကြကြရိတ်ခဲမှမသိတာအသေးနာလားဟင်ငါအသက်ကြီးကောင်ကြီးမနဲ့မဘယ်နာများတငယ်ပြန်နေလဲဟင်တို့ဈေးများပါသွားပြီလားလို့စိတ်ထလိုက်ရတာဒင်းဟာ ကဲထားတော့ဒါနဲ့တမိဖြစ်ကြတော့နော်ကြီးလေးတွေပုတ်ကတော့မနေတော့ဖုန်းကြီးသွားဝင်တော့ ဟေးမလေးတင်ငါနောက်ရွက်ပြီးကိုလိုက်ဖို့မယ်ဟေးလိုက်ဖို့မယ် ကဲပါတော့တော့ဖိနေမေရဲ့ဟုတ်တာလည်းမဟုတ်ဘူး ဒီကိုမကျေနပ်လို့ထိုင်ပြောနေတာကော်ဖီတောက်ချင်တယ်ငါသားရေ အဲ့ဆိုဖြောလိုက်မယ်လေမင်းကတော့ဖြောလိုက်ပါရပါ အေးနေမေသားပြောမယ်မွေးနာပဲအေးကောင်းလိုက်တာရကော်ဖီတောက်အောင်ငါမြေးလေးတွေဟဲ့ငါမြေးဆိုမှကလေးတွေမဲပါဘူးဘယ်ရတော့ အော်ဒါသမီးရဲ့တူမလေးတွေမေရဲ့ဘိုးရချင်လို့လေ ဟမ် အဲ့ဟုတ်တတိကျလူကြီးကတော့လာကြတော့တာ အော်အေးကောင်းတယ်ရမြေးလေးကော်ဖီတောက်ချစ်စရာလေးငါမြေးနာမယ်ဘဒူလိမ်မာတာအဲ့လိုပိုးတွေကတော့ရတာခုတို့ရတယ်နော်မြေးဟဲ့ဘာလုပ်တာတော့ခုဆိုတဲ့အဲ့နင့်ဖေဖို့ဖေးအချက်ဒီနွေးနေလေးနဲ့ ကောင်းတာမေးရ တော့ကျုပ်ဖြစ်လေတောက်နေနေကုံမမနှမျောတာတော့ ပုံလေးဝဲတိုက်မှာပေါ့မေးရလေ ကဲအဲ့ဒါတော့ကတော့အောင်မယ်လေမင်းပြီးရင်ရောက်ခမတွေကိုလည်းသွားကတော့အောင်ပါဆိုတော့နောက်ကျနေမှာဆိုလို့ အော်ရက်ခမတွေကိုတော့တွက်ကြတော့အောင်မလားဘာနဲ့ကြတော့ကြမှာတော့ မကူနာပဲလေမေ အော်ဘယ်နဲ့ထုတ်တော့ ငါတော့ပဲလေ ဟင်းငါတို့ကျတော့လေးတော့ပဲဟော စောတထုဖြောလိုက် အော်အေး မေးရလေမေးတယ်လေ မေကတော့အေးငါမြေးတွေလည်းပညာတတ်ကြီးဖြစ်ပါစေ ပပမပပေ ပေးရမှာပေါ့ ပေးရမှာပါပေးမယ်နော်မုံဖိုးဆိုမှရှင်မနှက်ကအဲ့ကြာကြံရိတ်ခဲ့တဲ့ပတ်စံကျုပ်ကကြေကိုမကြေနပ်ဘူးနော် အော်လုတ်ကြံကြီးဟာကလေးတွေရှိကိုတက်တယ်ထုတ်ပေးလိုက်လေ တက်တာတော့ရှင်2ရက်လောက်ရှိပြီပျောက်နေတာရှေ့ရှာခိုင်းတာတွေ့ပြီလား ရှာလေးကိုမရှိရှိပေးလိုက်ပေါ့ဟာ မရှိပေးရတော့မှာပဲတပေါင်းတာတော့အိတ်ကဆောင်ထားမှရမှာထွေးတာနဲ့မရှိပေးရတော့မှာပဲနော်မပေးခြင်းနဲ့နင်တို့အဖိုးက တထောင်ဝဲလား ဖတို့ခစ်တော့ဆိုငါမှုပဲရတာနော်အဲ့မြေးတို့ခစ်မို့1000ရလားနင်တို့အဖိုးကြောင့်မဟုတ်ရင်ဖကအများကြီးပေးပါတယ်အဲ့ဒါနော်ကလေးတွေကိုတော့မရှာဘူး တော့ပြောက်တယ်ဆိုလဲတားရောက်တခိုက်တော့ဖြတ်ပြီးသွားလိုက်မယ်လေ ဟမ်ရှင်ဒီကိစ္စဒီမှာပြီးသွားမယ်မထင်နဲ့နော်မပြီးဘူးနော်ငါတာလက်ထိတ်မှာမင်းကိုတင်းတွေ့ခဲ့လား ရုပ်ကလူကြီးဦးတင်ကိုပြောရလား ဟုတ်တယ်ငါမပေါင်းနိုင်တော့နေ့တက်ပလား 35လေးလေ ငါဒင်းကိုတီးခံခဲ့တာ35နှစ်ရှိပြီနင်စဉ်းစားကြည့်ငါမပေါင်းနိုင်တော့ကြွားမယ် ဟာလည်းနေချင်တယ်မှတ်နေတာဟမ်နေနဲ့ မနေချင်သွား တော်ကြပါတော့အဖေနဲ့အမေရဲ့ကလေးတွေရှိမှာတားတော့လည်းမိုးလည်းမယူတော့ဘူးနော်ပြန်တော့မယ်ထပ်ပြီးတော့လည်းရံမဖြစ်နေကြနဲ့လာတော့ ရမကုနာကော်ဖီလေးတောက်လိုက်ပါအောင်ဖေးရေ ဟောမင်းမဖမ်းဘူးဒါကြောင့်ဖုန်းကြံနေခဲ့ပြီ အကြံပါလိုက်တာမေးရနုံမို့ဆိုရင်အဲ့ဒီလူအုပ်ကြီးနဲ့မမိုးပေးရရင်တော့မချောင်ဘူးဗျ တော့ချွေးမနှစ်တိုင်းပဲသူမိသားစုတွေမကောင်းတဆွေလုံးတစ်မျိုးလုံးခေါ်တယ် နင်းသားလည်းပါထွေးလို့ပေါ့ဖြတ်မယ်လုပ်နေတယ်မနဲ့တားထားတာအကောင်လေ ဟဲ့တို့ ဖုန်းကြံခဲ့လို့မင်း